ဒီနေ့ပိုင်းရစမှာတော့မာရီယာနေရေချိုးနေနေကိုကတူးကြောင်ပြောင်းလဲသွားတာဆိုကတွင်းနေခဲ့ပါတယ်ရေချိုးပြီးတော့အိယာထဲမှာတော့အဲ့ကိုကြီးရဲ့အကြောင်းကိုပဲစတိုက်မိခဲ့ပါတယ်အဲ့ချိန်မှာပဲဖုန်းထဲကနေပြီးစားဖို့တာကိုတွေးလိုက်ကြတဲ့အခါတွားကြည့်လိုက်တဲ့အချိန်မှာတော့ကိုဦးနဲ့ကိုရှိရှိကပို့တာကိုတွေးလိုက်ခဲ့ရပါတယ်သူတို့ပြောတာကတော့မနေ့ကျရင်အကြောင်းခေါင်းမိုးတက်မှာထမင်းတူတူစားမယ်ဆိုပြီးပြောလိုက်ပါတယ်မာရီယာနေမျိုးကိုဦးတယောက်တည်းကိုကောင်းသောညလေးဖြစ်ပါစေလို့ပြောချင်မိခဲ့ပါတယ်အဲ့ဒါနဲ့ခဏလောက်စဉ်းစားလိုက်ပြီးကိုဦးအကောင့်ထဲမှာကောင်းသောညလေးဖြစ်ပါစေဆိုပြီးတော့ပို့လိုက်ပါတယ်ကိုဦးကနေတော့ဖက်လဲဖက်ပြီးတော့တရားစဉ်းစားနေခဲ့ပါတယ်အဲ့မှာတော့ထမင်းစားချိန်ရောက်တဲ့အခါမာရီယာတငယ်ကြီးကနေအတူတူစားမယ်ဆိုပြီးပြောလိုက်ပေမဲ့မာရီယာနေမျိုးသူကိုဦးနဲ့ချိန်ထားတယ်ဆိုပြီးပြောလိုက်ပါတယ်အဲ့ချိန်မှာပဲကိုရှိကနေသူတို့အရင်သွားနေမယ်ဆိုပြီးပြောလိုက်တဲ့အခါမာရီယာတငယ်ချင်းကနေပြီးတငယ်ချင်းသွားလိုက်ပါဆိုပြီးပြောလိုက်ပါပြီးရင်နင်းရဲ့အခြေချောင်းလေးကိုပြောလိုက်ပါဆိုပြီးပြောလိုက်တဲ့အခါမာရီယာကတော့ရှက်သွားခဲ့ပါတယ်ကိုရှိကနေနောက်တစ်ပတ်ကျရင်ဆောင်းဝဲဖြေရမယ်ဆိုတာစူးစမ်းရမယ်ဆိုပြီးတော့စာရီကိုအသေးကြီးစူးစမ်းနေခဲ့ပါတယ်ပြီးသွားတဲ့အခါကိုဦးနဲ့မာရီစကားပြောနေခဲ့တဲ့အချိန်မှာပဲကိုရှိကနေငါဘာမှနားမလည်ဘူးဆိုပြီးပြောလိုက်တဲ့အခါကိုဦးကနေပြီးမင်းမတို့အဲ့လောက်အကြေကြီးအော်တာလဲဆိုပြီးပြောလိုက်ပါတယ်ပြီးသွားတဲ့အခါကိုဦးကနေပြီးသူရှင်းပြမယ်ဆိုပြီးပြောလိုက်ပါတယ်ရှင်းပြလိုက်တဲ့အခါမှာတော့မာရီနဲ့ကိုရှိကနေပြီးကိုဦးစားတော့တာကိုတီးသွားခဲ့ပါတယ်ဆောင်းဝဲခန်းထဲမှာတော့အကုန်လုံးကစာရီကိုအသေးကြီးဖြေနေခဲ့ပါတယ်ဆောင်းဝဲဖြေပြီးသွားတဲ့အခါမှာတော့မာရီနဲ့ကိုရှိကနေပြီးကိုဦးကပထမရတာကိုကြီးနေရင်ကိုဦးကတကယ်စားတော့တာပဲဆိုတာစဉ်းစားနေခဲ့ပါတယ်မာရီရဲ့တငယ်ချင်းကဒူလီရောက်လာတာကြောင့်မာရီကနေပြီးနှိမ့်သိပ်ပေးလို့ပြောလိုက်ပေမဲ့မာရီကသူနားမလာနဲ့လို့ပြောပြီးထွက်သွားခဲ့ပါပြီးတော့အကြောင်းဟောင်းမှုမှာတော့မာရီနဲ့ကိုရှိကနေပြီးကိုကစားတော့တာပဲဆိုပြီးပြောလိုက်တဲ့အခါကိုကနေပြီးဘာပြောရတယ်ဆိုပြီးပြန်ပြောလိုက်ပါတယ်အဲ့ဒါကြောင့်ကိုကဆောင်းမရလက်ကိုမကြည့်ရသေးဘူးဆိုတော့တီးထွက်ခဲ့ပါတယ်ဘက်ကမာရီရဲ့တငယ်ချင်းဖြစ်တဲ့မောက်ဝါကနေပြီးဆောင်းမရလက်ကိုမြင်သွားတဲ့အခါမှာတော့မရဘူးငါသူ့ကိုလိုက်ရှာမယ်ဆိုပြီးလိုက်ရှာနေခဲ့ပါတယ်မာရီကတော့ထမင်းစားလဲစားပြီးတော့ဆောင်းမရလက်ကိုပြန်သွားကြည့်နေခဲ့ပါတယ်ကိုကနေပြီးအဲ့ဒါကိုလားဆိုပြီးစဉ်းစားနေခဲ့တဲ့အချိန်မှာပဲမောက်ဝါကနေပြီးရောက်လာပြီးတော့မညိုကိုရှာပေးဆိုပြီးကိုကိုပြောလိုက်ပါတယ်ကိုကနေပြီးငါဘာလုံးမလို့လဲဆိုပြီးပြောလိုက်တဲ့အခါမောက်ဝါကနေပြီးပြောပြလာခဲ့ပါတယ်။ညိုကငငယ်လေးတွေကသူကစာအုပ်ရေးတဲ့လူဖြစ်ချင်ခဲ့တာဒါပေမဲ့သူ့မိတွေကခွင့်မပြုတော့ကြောင့်သူကစာတော်အောင်ရောက်နေခဲ့တာအခုကတော့ကိုကနေပြီးပထမရမှာတော့ကြောင့်သူအဲ့ဒါကိုလုံးလို့မရတော့ဘူးဆိုပြီးပြောလိုက်ပါတယ်။အဲ့ဒါကြောင့်ကိုရှာပေးဆိုပြီးဆက်ပြောလိုက်သေးပါတယ်။အဲ့ဒါကြောင့်ကိုကနေပြီးသူကိုရှာပေးမယ်ဆိုပြီးပြန်ပြောလိုက်ပါတယ်။အဲ့ဒါနဲ့ခေါင်းမိုးတက်မှတွေ့သွားပဲပြီးမောက်ဝါကနေပြီးနေပါခုံချမလို့လားဆိုပြီးပြောလိုက်ပါတယ်။မညိုကနေမဟုတ်ပါဘူးသူစာအုပ်တွေပြစ်လိုက်ရုံမှာဆိုပြီးပြန်ပြောလိုက်ပါတယ်။အဲ့ဒါကြောင့်စာအုပ်တွေကိုဘာလို့ပြစ်လိုက်တာလဲသူနောက်ဖတ်လို့မပြီးသေးဘူးဆိုပြီးပြန်ပြောလိုက်ပါတယ်။အဲ့ချိန်မှာမာရီယာနေပြီးကိုကိုအဲ့ဒါတွေကိုကောက်ပေးပါလားဆိုပြီးပြောလိုက်ပါတယ်။အဲ့ဒီချိန်မှာပဲကိုကနေပြီးအောက်ကိုဆင်းသွားလိုက်ပြီးတော့အဲ့ဒါတွေကိုကောက်ပေးလိုက်သေးပါတယ်။အဲ့ကဗကြီးခန်းထဲမှာတော့စာအုပ်တွေကိုပြန်ပြုတ်နေပြင်ပြီးတော့အတူတူဖတ်နေခဲ့ပါမညိုကနေပြီးတော့အဲ့ဒါတွေကိုကြီးနေနေသူပြောရှင်းလာလိုက်ပြီးကိုကိုပြောခဲ့မိတာအတွက်တောင်းပန်ပါတယ်ဆိုပြီးပြောလိုက်ပါတယ်ပြီးတော့တဲ့ခါတော့မောင်ကနေပြီးမာရီယိုကိုဦးနဲ့အတူကျောင်းပေးရမှာတိုက်ဖို့ပြောကြည့်ပါလားဆိုပြီးပြောလိုက်ပါတယ်ဒီကျောင်းဆင်းကြီးမှာတော့မာရီယာနေပြီးကိုရှီကိုဦးရဲ့အကြောင်းပြောပြလာခဲ့ပါတယ်အဲ့ဒါကြောင့်ကိုရှီကနေပြီးသူဝမ်းသာတဲ့ပုံပေါက်နေတယ်ဆိုပြီးပြောနေခဲ့တဲ့အချိန်မှာမာရီယာနေပြီးတော့ကိုရှီသာမပါခင်ဒီကျောင်းသားပျော်ရွှင်တဲ့ဘဝလေးကိုဖြတ်သန်းလို့ရမှာမဟုတ်ဘူးဆိုပြီးပြောလိုက်တဲ့အခါကိုရှီကနေပြီးမာရီရဲ့ကောင်းကိုပို့ပေးလိုက်ပါတယ်ပြီးတော့တဲ့ခါကိုရှီကနေပြီးရှက်သွားပြီးအဲ့သူ့ညီကိုလှုပ်တဲ့အရာမလို့ပါဆိုပြီးပြန်ပြောလိုက်ပါတယ်ဒီကနေပြီးတော့ရီမီလိုက်သေးပါတယ်အချိန်မှာကိုရှီကနေမာရီယိုတခုကိုပြောမိလိုက်ပေမဲ့မပြောလိုက်ဖ နဲ့ထွက်သွားခဲ့ပါတယ်မာရီယာနေပြီးသူ့ကိုဘာပြောချင်တာလဲဆိုတာစဉ်းစားနေခဲ့ပါတယ်အပြန်တော့တဲ့အချိန်မှာကိုဦးကနေပြီးသူနဲ့တူကြောင်းပြန်မယ်မာရီယိုပြောစားရှိရဲဆိုပြီးပြောလိုက်ပါတယ်ဒါမှတော့ကိုဦးကနေပြီးသူမာရီနဲ့အတူနေနိုင်အောင်အနေငယ်ထိချုံလာလိုက်ပြီးဆိုပြီးပြောလိုက်တဲ့အခါမာရီယာနေပြီးသူ့ကြောင့်ဖြစ်တဲ့ဆိုတာတောင်းပန်လိုက်ခဲ့ပါတယ်ကိုဦးကနေပြီးရပါတဲ့ဆိုတာစကားတွေဆက်ပြောနေခဲ့ပါတယ်ကိုရောက်လာတဲ့အခါမှာတော့မာရီယာနောက်မှာမိုးကပေးလိုက်သေးပါတယ်အဲ့ဒါကိုကြည့်နေတဲ့ဘေးကလူတွေကနေပြီးတားရဲ့လူသားနိုင်ချင်းနေတာလားဆိုပြီးပြောလိုက်တဲ့အချိန်မှာပဲမာရီယာနေပြီးတော့သူတို့ကအသားမှန်ပဲဖြစ်နေတယ်ဆိုတာကိုပြန်ပြလိုက်ပါတယ်အဖက်ကိုရောက်တဲ့အခါမှာတော့ကိုဦးကိုမာရီယာနေပြီးသူတို့တို့ရှောက်သွားကြမယ်ဆိုပြီးပြောလိုက်တဲ့အခါကိုဦးကနေပြီးကိုရှိကိုပါခေါ်လိုက်မယ်ဆိုပြီးပြောလိုက်တဲ့အခါမှာတော့မာရီယာနေပြီး3ယောက်ကြီးသွားချင်တာလားဆိုပြီးတော့ကြောင်သွားခဲ့ရင်လည်းဒီနေ့ပိုင်းလေးကတော့ဒီမှာနေပြီးဆုံးသွားခဲ့ပါတယ်ဗျ